မင်းရဲ့ဘဝကကံကြမ္မာလှည့်ပြောင်းကိုထိုင်ဆောင်နေရမှာမဟုတ်ဘူးခုလက်ရှိမင်းချလိုက်တဲ့ဆုံးဖြတ်ချက်တစ်ခုကနေပဲစတာလူတို့များများကအောင်မြင်ခြင်းညပေမဲ့ပြောင်းလဲဖို့ကိုတော့ကြောက်နေကြတယ်အဲ့ဒီကြောက်စိတ်ကိုကြောဖြတ်ပြီးချလိုက်တဲ့ဆုံးဖြတ်ချက်တစ်ခုဟာမင်းကိုလုံးဝမတူညီတဲ့ကဘာတစ်ခုကိုခေါ်သွားနိုင်မင်းတို့ကငါးဘဝကြီးကဘာလို့ဒီလိုပဲဖြစ်နေရတာလဲဘယ်တော့မှထူးခြားလာမှလဲလို့ညှဉ်းညူနေသလားအဲ့ဒါမင်းကဆုံးဖြတ်ချက်မချရဲလို့ပဲမင်းရဲ့လက်ရှိဘဝဆိုတာနေ့ကမင်းချခဲ့တဲ့ဆုံးဖြတ်ချက်တွေရဲ့ရက်လက်နက်ပြန်မှာဘဝတစ်လိုချင်ရင်တော့ဒီနေ့မှာမင်းကလေးတစ်စင်းပေါ်မှာထိုင်နေတယ်ဆိုပါစို့ကမ်းခြေကနေထွက်ချင်တယ်လို့သာဇက်ကပြောနေတယ်ကြောက်စုကိုတော့မဖြုတ်ရဲဘူးအဲ့ဒီကြောက်စုကိုဖြုတ်လိုက်လို့ဆုံးဖြတ်လိုက်တဲ့စက္ကန့်ပိုင်းလေးဟာမင်းကိုမုတ်ရကြီးတဲ့ရောက်သွားစေမလားဒါမှမဟုတ်ဒီကနေ့မှာပဲပုတ်ဆက်ဆက်နဲ့ကြံငယ်မလားဆိုတာကိုဆုံးဖြတ်ပေးတယ်ဘဝဆိုတာဆုံးဖြတ်ချက်တွေရဲ့စုစည်းမှုပဲမင်းကဆုံးဖြတ်ချက်မချဘဲနေနေတာဟာမပြောင်းလဲဖို့ကိုဆုံးဖြတ်လိုက်တာနဲ့အတူတူပဲဆုံးဖြတ်ချက်တစ်ခုရဲ့အစွမ်းကိုရှင်းပြတယ်ကြောက်စိတ်ကိုကြော်ဖြတ်တဲ့ဆုံးဖြတ်ချက်လူတွေကဘာလို့ဆုံးဖြတ်ချက်မချရဲတာလဲဆိုတော့အားတော့မှကြောက်လို့ဒါပေမဲ့မှတ်ထားဘာမှမလုပ်ပဲထိုင်နေတာကမှအကြီးမားဆုံးမှားပဲငါလှုပ်ထွက်ပြီးကိုယ်ပိုင်လှုပ်တော့မယ်ငါဒီနေ့ကစပြီးအင်္ဂလိပ်စာကိုသိအောင်လေ့လာတော့မယ်ငါဒီလူနဲ့လမ်းခွဲတော့မယ်အဲ့ဒီလိုပြက်ပြက်သားသားဆုံးဖြတ်လိုက်တဲ့အခိုက်အတန့်မှာပဲမင်းရဲ့စွမ်းအင်တွေကတခြားစီဖြစ်သွားလိမ့်မယ်ဆုံးဖြတ်ချက်ဆိုတာတကားတစ်ချက်ပဲတကားကိုမဖွင့်မချင်းအထဲမှာဘာရှိလဲဆိုတာမင်းမသိနိုင်ဘူးဆုံးဖြတ်ချက်ချလိုက်တာနဲ့ညင်ငွေးတွေကပြောင်းလဲသွားမယ်ခွင့်ရည်တစ်တွေပေါ်လာမယ်လူတစ်တွေနဲ့စုံလာမင်းကအဟောင်းကိုပဲစုပ်ကန်ထားရင်အစ်စ်ကိုကန်ဖို့လက်မအားတော့ဘူးမတူညီတဲ့ဘဝကိုလိုချင်ရင်မတူညီတဲ့လမ်းကိုရွေးချယ်ဖို့ဆုံးဖြတ်လိုက်စမ်းခုပဲစတယ်နောက်မှဆိုတဲ့စကားကအောင်မြင်မှုကိုတတ်တဲ့အစိတ်ပဲတကယ်ပြောင်းလဲမှုကအဝေးကြီးမှရှိတာမဟုတ်ဘူးမင်းရဲ့ခြေတလန်းကွာမှာပဲရှိနေတာခုဒီစာကိုဖတ်ပြီးတာနဲ့မင်းဘဝအတွက်တကယ်ရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်အဲ့ဒီဆုံးဖြတ်ချက်ကပဲမင်းကိုမျက်ဖြန်မှာလူတစ်တယောက်ဖြစ်လာစေမင်းမှာမပြတ်မသားဖြစ်နေတဲ့ကိစ္စတွေကိုရှင်းလို့ဟုတ်တယ်ဒါမှမဟုတ်ဘူးလို့ပြတ်ပြတ်သားသားရွေးချယ်ပြီးရင်ဆုံးဖြတ်ချက်ချပြီးရင်နောက်ပြန်မကြည့်ပါနဲ့နောက်ပြီးတင်းငယ်တဲ့ဆုံးဖြတ်ချက်လေးတွေကနေစပြီးကိုယ့်ကိုယ်ကိုလေ့ကျင့်ပေးပါမင်းရဲ့လုံးဝပွဲပြချမ်းသာနေတဲ့ဘဝတစ်ဆိုတာမင်းချမ်းမလိုက်နဲ့ဆုံးဖြတ်ချက်တစ်ခုပွားဝေးမှာပဲရှိတယ်ကြောက်စုကိုဖြုံမလားကမ်းနားမှာပဲဆက်နေမလားရွေးချယ်ခွင့်ကမင်းလက်ထဲမှာပဲရှိနေပါတယ်